အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုအားလုံးကိုပြန်လည်ကြိုးဆိုပါရစေဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းလေးကတော့ Victor Gyökeres နဲ့သူ့ရဲ့ဒီအသင်း Sporting တို့ရဲ့ခြားမှာတင်းမာမှုတွေဖြစ်ပေါ်နေတယ်လို့လည်းသိရပါတယ်တကယ်ကတော့ Sporting CEO က Sporting CEO နဲ့ဒီကစားသမားရဲ့အခြားမှာ Gentleman Agreement ယူထားတာလည်းဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့သူ့ကို Euro တန်း60 plus 10တန်းနဲ့လာရောက်ကမ်းလဲခဲ့ရင်သူ့ကိုရောင်းချရမယ်ပေါ့နော်အဲ့လိုမျိုး agreement ယူထားတယ်ဒါပေမဲ့တကယ် Manchester United အသင်းကစားသမားကိုစုံစမ်းဆက်သွယ်မှုပြုလုပ်တဲ့အချိန်မှာ Sporting ဘက်ကတန်း80ရမှရောင်းမယ်ဆိုပြီးတော့ပြောကြားမှုအပေါ်မှာကစားသမားဘက်ကတော်တော်ကြီးကိုဒေါသထွက်နေလို့လည်းသိရပြီးတော့သူ့ရဲ့ Instagram မှာလည်း Sporting ဆိုတဲ့စာရင်းတွေပါဖြုတ်ပြပြီးတော့အဲ့လောက်ကြီးကိုတင်းမာနေလို့လည်းသိရပါတယ်Manchester United အသင်းကိုလည်းVictor Gyökeresအနေနဲ့ပြောင်းရွှေ့ခြင်းနေပြီးတော့သူ့ရဲ့အရင်ကနီးပြဟောင်း Ruben Amorim နဲ့လည်းပူးပေါင်းခြင်းလို့လည်းသိရပါတယ်